Olas က revive လိုက်တယ်ဆိုရတဲ့အစားထိုးလိုက်တယ်လို့ပြောရင်ကျွန်တော်ပုံမှန်လိမ့်မယ်ဗျဟုတ်ပါတယ်ဘာသာတို့တွေအစားထိုးခံရတာပါကျွန်တော်ဘာလို့အစားထိုးလိုက်တယ်လို့ပြောလဲဆိုရင်ခုဒီမှာ Olas ရဲ့ storyline အစ်ကိုသွားကြည့်ရင်သိလိမ့်မယ်ပေါ့နော်ကျွန်တော်အပြည့်စုံကြီးတော့ပြောမပြတော့ဘူးကဲလို့သိချင်နေဆိုရင်တော့ White storyline အစ်ကိုကျွန်တော် MFV official မှာသွားကြည့်လို့ရရပေါ့နော်ဆိုတော့ scale တွေအကြောင်းမပြောခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတောင်းဆိုပါတယ်ဗျတကယ်လို့တိတော့ကနေကြည့်နေဆိုရင်လည်း follow လေးလုပ်ထားပြီးတောင်းဆိုပါတယ်ကဲဆိုတော့စလိုက်အောင်ဒီကောင်ကအရင်ကကောင်နဲ့ဆိုင်ရင်ရက်လေးနည်းနည်းပူရှိလာတယ်ပူပြီးတော့မြင်သွားတယ်ပူပြီးတော့အထားကျသွားတယ်ပေါ့နော်မြင်မရှိလေဖြစ်တယ်ဆိုတဲ့အထားနဲ့သွားရှို့လို့တော့မရဘူးအရင်ဆုံး skill 1 Olas charge Olas က skill 1ကိုတုံးလိုက်မယ်ဆိုရင်သူ့ပေါ်မှာတက်ရောက်နေတဲ့ slow fat ကြီးပျောက်သွားမယ် moment speed 30% ထိတိုးသွားမယ်ဗျပထမဆုံးတစ်ခါမှာ stun ရဲ့ air ဘုံကြီးမမီဘူးဆိုရင်နောက်ထပ်လာမယ့်3စက္ကန့်က emu fat ရမယ်ပေါ့နော်တကယ်လို့စတော့နဲ့2စက္ကန့်မှာ stun ရဲ့ air ဘုံကြီးမိမယ်ဆိုရင် emu fat မရတော့ဘူးပေါ့နော်အရင်ကဒီတိုင်းပဲ moment speed ပဲတိုးတော့ရတဲ့ဆိုင်အခု emu fat ထည့်ပေးထားတာမစိုးလို့တော့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ဒီခေါက်မှာ passive effect တစ်ခုပါလာတယ်တော့ပြီးကြရင်ပြောကြမယ်နော် Skill the power of s အရင်က Skill 2မှာကျတော့တစ်ဆင့်ပဲ3လို့ရပြီးတော့ခု Skill 2မှာဘလင်းအပို့တစ်ခုပါလာပြီး2ဆင့်3လုံးရအောင်လုပ်ပေးထားတယ်ပထမချက်မှာ 30% slow fat ကို20စက္ကန့်အောင်ထည့်ပေးထားရပေါ့နော်ပထမတစ်ချက်3တဲ့အခါမှာ enemy jungle creep down ဟုတ် minion တွေကိုဒီမှာကျွန်တော်နောက်တစ်ဆင့်3ရမှာဖြစ်ပါတယ်တကယ်လို့ပထမတစ်ဆင့်မှာဘာမှမထိဘူးဆိုရင်ကျွန်တော်နောက်တစ်ဆင့်3ရမှာမဟုတ်ပါဘူး Skill 3 cleaving s enemy 3လိုက်တဲ့အခါမှာ moment speed 40% နဲ့ရမယ် drastic ကိုအသုံးပြီးကျွန်တော်ရှေ့လို့လည်းရမယ်ပြီးတော့ Olas ကသူ့ရဲ့ပစိန်နဲ့6ချက်ဆင့်ရိုက်မှာဖြစ်ပါတယ်ဟောဒီနောက်ဆုံးတစ်ချက်ကကျွန်တော်တို့ damage အကကြီးထွက်မှာဖြစ်ပါတယ် enemy ကြီးကတကယ်အားရစရာကြီးတာဘယ်ဟုတ်လဲဒီမိုစေးရနဲ့ collaborate လုပ်ချင်လို့ဒီပုံစံကြီးထွက်လာတာငါစိတ်ညစ်စတာပါကျွန်တော်ထင်ပြောတာပေါ့နော်ဒီမှာသူ့ရဲ့အကျဉ်းဆုံးပတ်စစ်လာပါပြီပြန်တိုးလိုက်ဒီပတ်စစ်ကဘယ်လိုပွင့်လဲဆိုတော့ဒီက stat လေး6ခုပြင်ရတယ်ပေါ့နော်ဒီနေ့ကျွန်တော် skill 1 သုံးရင်၄ခုထိရမယ်နော်ပြီးတော့တစ်စက္ကန့်ကို stat တစ်ခုလုံးနဲ့တက်တယ်ဗျ basic attack ရိုက်လဲတက်တယ် skill 2 သုံးလဲတက်တယ် ultimate သုံးလဲတက်တယ်ဘာလို့တက်တယ်ကွာဟုတ်ပြီလားချီးရပတ်စစ်ကြီးရတကယ်အားရစရာကြီးကွာ damage ရလဲထွက်ဒီကောင်သေးကြပြီ collaborate လုပ်တော့မှမွန်တော့လားကွာကဲ brother တို့ဒီဗီဒီယိုလေးကထောက်ဖြစ်မယ်လို့ညွှန်နေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးနှိပ်ပေးခဲ့ကြပါဒီလို TikTok ကနေကြည့်နေရဆိုရင်လည်း like and follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုရင်ကျွန်တော်ရဲ့ဒီနေ့ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲbye byeပါ